ဒီနေ့ကျွန်တော်ပြောရရှိပါတယ် breaking news ဖြစ်ပါတယ်ဒီနေ့ဒါနဲ့ကျွန်မအင်ဂျီကိုမကြည့်ကြပါနဲ့ကျွန်မအင်ဂျီကအောက်ဟာရှိပြီးတော့ပေါ်ဟာတူနေလို့ပေါ့နော်အဲ့ဒါလေးကတော့မကြည့်ဘဲနဲ့နေပေးကြပါအရေးကြီးလို့ပြောရမှာပေါ့နော်ကျွန်မတို့ရဲ့အိမ်မှာ I found a squirrel outside so ရှင်းတွေ့ပါတယ်အပြင်မှာပေါ့နော်ဟာဘာလို့လဲရှင်းတွေ့အပြင်မှာရှင်းတွေ့ပါတယ်အဲ့တော့ရှင်းလေးကိုကျွန်မလိုက်ပြမယ်ပေါ့နော်အဲ့ဒါကလေးပဲရှိတယ်ကွာရှင်းကခလေးလေးပဲရှိတယ်ဒါပေမဲ့အမျိုးအပေါ်ကြီးတော့မှမရှိတယ်မဟုတ်ဘူးပေါ့နော်အဲ့လိုပြလို့ရရင်ပြမယ်ပြလို့မရရင်တော့ပြဘူးပေါ့နော်ပြပါမယ်အဲ့လိုနဲ့ပြန်ပြမယ်ပေါ့နော်ဒီထဲမှာနေတာပါပဲ so the breaking news is that and the second one I found a bird too so ငါလည်းတွေ့ခဲ့ပါတယ်ဒါပေမဲ့ပေါ့နော်ငါတော့ပြန်သွားပြီပေါ့နော်ဒါပေမဲ့ပေါ့နော်ဒါရှင်းလေးပဲပါတယ်အဲ့လိုဆိုင်ရသမီးတော့လေးရိုက်ချင်တာအမရေကျွတ်လေးရိုက်ချင်တာအထဲမှာရှိရပေါ့နော်ကျမဖွင့်ကြည့်ရောဘာဖြစ်လို့လဲဆိုတော့ဖွင့်ပြမယ်ဖွင့်ပြမယ်နော်ဖွင့်မပြရတော့ဘူးနော်နောက်နေ့မှဖွင့်ပြပါမယ်အဲ့ဒါပဲ guys so bye bye breaking news ကအဲ့ဒါပါပဲ